မှာကြည့်ပါဦးကြက်ကြော်ဆိုလဲကြက်ပေါင်ကြီးမှကြီးပဲလက်ပွားတစ်ထောင်ကျော်သေးရဲ့ဟောဒီမှာပါရှင် online ပေါ်မှာအရန်နာမည်ကြီးတယ်မမေ့နိုင်အင်ဒိုကြက်ကြော်ဆိုင်ကအင်ဒိုကြက်ကြော်ပါကဲဒီနေ့ကကြတော့ line ပေါ်မှာနာမည်ကြီးနေပေါ့နော်အင်ဒိုကြက်ကြော်လေးသွားစားမှာပါသူကကြတော့ဆိုင်လေးကဒီမှာအခုအိမ်ဆိုင်လေးပေါ့နော်ကဲသွားစားကြမယ်ဈေးနှုန်းကကြတော့လေသူကထမင်းကိုဒီမှာကြက်ကြော်ကိုတခြားအစာပလာတွေရောအကုန်ပါတာကိုတပွဲကို1200ပေါ့နော်ကြက်ကြော်ကြီးပဲလိုချင်တယ်ဆိုလို့ရှိရင်ကိုတပွဲကို1000ပါဒီမှာကြည့်ဧည့်သည်တွေကတော့အများကြီးပဲတန်းစီပြီးတော့စောင့်ရသေးလားအော်ဒါမှာတဲ့သူတွေရောပါဆယ်တွေရောထိုင်စားတဲ့သူတွေရောမှအများကြီးပဲဒီမှာကြည့်ပါဦးကြက်ပေါင်တစ်ပေါင်မှာအကြီးပဲဒီမှာလက်ပွားတစ်ထောင်ကျော်သေးရဲ့ပူပူနွဲ့နွဲ့လေးကျွတ်ကျွတ်လေးဒီမှာကဲဗိုက်ဆာဆာနဲ့စားပါတော့မယ်ဒီမှာကြက်ကြော်ဆိုလေအီးဖန်နာမကျုံနူးဖန်ညာပဲရတာလေးမြည်ကြည့်ပါမယ်ဒါလည်းကောင်းတယ်ပူပူလေးနဲ့လေဒီသူ့ရဲ့ငုတ်သီး sauce ကလေဘိုက်မနာအောင်လို့လေလို့စီနဲ့ကြော်ပြီးမှထောင်းထားတာပေါ့နော်အရသာလေးတော်တော်လေးထိမိတာတလုတ်ချင်းစီအောင်တော်တော်အရသာကောင်းအင်ဒိုကြက်ကြော်လေးစိုင်ကြီးတွေမှာဆိုလို့ရှိရင်ဒီလိုကြက်ပေါင်ကြီးအကြီးဆိုလို့ရှိရင်1000ခွဲလောက်ရှိရပေါ့နော်ဒီမှာကထမင်းရောဟင်းရောအပါကုန်မှာ12000ပဲရှိတယ်ကြက်ကြော်လေးနူးအင်းနာဒီမှာထိလိုက်တာနဲ့ဟိုတော့ကျွတ်သွားပြီ sauce ကတော့ဒီမြုပ်သီး sauce တစ်မျိုးလေးရတာပေါ့နော်မြုပ်သီးကတော့တော်တော်လေးဆက်တယ်မှာပါတယ်အဆက်စားတဲ့အဆက်ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ကဲချင်းဆက်လေးဖြစ်အောင်လို့တံမြာသီးလေးညှစ်လိုက်ပါမယ်တပွဲဆိုလို့ရှိရင်လေစားပါလေအများကြီးပဲ1200နဲ့လေဘိုက်ကိုအဝအကားပဲအရသာဘိုင်းကိုလေညီမအမြင်ရပြောရမယ်ဆိုလို့ရှိရင်အရသာတော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်အင်ဒိုနဲ့မြန်မာကိုဖူးရှင်းလုပ်ပြီးတော့အရသာလေးကိုလှုပ်ထားတာပေါ့နော်အရသာတော့တော်တော်လေးစားလို့ကောင်းပါတယ်အရန်လေးဆက်ပါတယ်ညီမလိုမျိုးအဆက်အရန်ကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီဆိုင်ကနောက်တစ်ခေါက်ထပ်လာပြင်မှာပေါ့နော်တကယ်အဆက်မကြိုက်လည်းဘာမှမဖြစ်ဘူးပေါ့နော်အဆက်မကြိုက်ရင်အဲ့ထဲမှာပါတဲ့ငရုတ်သီးကိုနည်းနည်းလေး short စားလိုက်ပေါ့နော်အဲ့ဆိုလို့ရှိရင်အကုန်လုံးကြိုက်ကြမှာပါ